မင်္ဂလာပါရှင် Fire Venue Resident မှာ BD Management တင်ရဲ့နေ့စဉ်လှုပ်ဆောင်ချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ MNE လုံခြုံရေးတန်ရှင်းရေးဝန်ထမ်းများနဲ့ Toolbox ပြုလုပ်ခြင်းရေကူးကန်တန်ရှင်းရေးပြုလုပ်ခြင်းပန်း house မှာရှိတဲ့ပန်းပင်တွေကိုရေလောင်းပြီးတော့တန်ရှင်းရေးပြုလုပ်ခြင်းဂျင်ရုံးတန်ရှင်းရေးပြုလုပ်ခြင်း lobby area ကိုတန်ရှင်းရေးပြုလုပ်ခြင်း Fire Venue အစာအုပ်တစ်ခုလုံးရဲ့လှေကားများအလုံးကိုတန်ရှင်းရေးပြုလုပ်ခြင်း Fire Venue အစာအုပ်ရဲ့ရှင်းမျက်နှာစာနေရာနဲ့အဝင်လမ်းကိုတန်ရှင်းရေးပြုလုပ်ခြင်းFire Venue BD တစ်ခုလုံးရဲ့အလွှာလျှောက်လမ်းများအလုံးကိုတန်ရှင်းရေးပြုလုပ်ခြင်း Basement 1 2 car parking area ကိုတန်ရှင်းရေးဆောင်ရွက်ခြင်းအမိုက်ပုံးများတန်ရှင်းရေးပြုလုပ်ခြင်းတပတ်တစ်ကြိမ်ရေတန်းဆက်ကို PAC ထပ်ဖြည့်ပေးခြင်းအိမ်ရှင်များအားလုံးလုံခြုံစိတ်ချစွာနေထိုင်နိုင်ရန်အတွက်အလွှာလျှောက်လမ်းတွေရေကူးကန်နဲ့ဂျင်ကန်းတွေကိုဒါမက Fire Venue BD ကြီးတစ်ခုလုံးကိုနေရောညပါကင်းလည်စစ်ဆေးခြင်းတွေကိုနေ့စဉ်ပြုလုပ်ပေးပါတယ်ရှင်ဟုတ်ကဲ့ပါအခုညမပြောပြပေးသွားတာကတော့ Fire Venue Resident မှာ BD Management တင်ရဲ့နေ့စဉ်လှုပ်ဆောင်ချက်တွေကိုပြောပြပေးသွားတာဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာတော့2025အောက်တိုဘာလအတွင်းမှာ BD Management တင်ရဲ့လှုပ်ဆောင်ချက်တွေကိုပြောပြပေးသွားအောင်မှာဖြစ်ပါတယ်ရှင်။